သောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာကြီးသည်ဧတိပိမိနာသကာရဏေနာဤသို့အမျိုးအမည်ကြီးငယ်တဲ့တရလုံးယသန္တံအဘမံသောပညာတို့ဖြင့်ယုံနာနေယပရမတ်ကိုတတ္တဟုခေါ်ဝေါ်အသောတတ္တလောကကြီးကို၎င်းယုံနံကနာယနာတတို့ဤမပြတ်ပြိုပြင်းစီရင်၍နေကြသောသင်္ခါရလောကကြီးကို၎င်းဝါပုံညာဘိသင်္ခါရပုံညာဘိသင်္ခါရအနိစ္စဘိသင်္ခါရဟုဆိုသောသင်္ခါရလောကကြီးကို၎င်းယူဇနာ15000စီချလျက်ပင်ဘုတ်ပြမုတ္တလျက်လက်ပံတော်ဟုဆိုသောငရေအိုငယ်16လုံးစီချရန်အပ်သောသိဉ္စုကာလတုတ်သင်္ကာဒရောရဝမဟာရောရဝဒါပနမာဒါပနဝေစီဟုဆိုသောငရေကြီးရှထတို့ကို၎င်းစကြဝဠာ3ခုတို့၏အစုံ၌ဆရာမိဘဓမ္မိကပုဂ္ဂိုလ်တို့ကိုပြင်းမာကျူးလွန်ကြကုန်သောသူတို့၏ကြာရောက်ခဏိယဖြစ်သောလောကန္တရိငရေဟုဆိုသောနိရိယာဩဃာတလောကကြီးကို၎င်းတောတောင်ရေမြေသမုဒ္ဒရာ၏အစရှိသည်တို့၌တည်၍နေကြကုန်သောတရိစ္ဆာန်ပိဋ္ဌာသူရကဲဘေဘုံသားတို့၏ဖြစ်ရာတရားဘုံဒါနဥစွဲသောဩဃာတလောကကြီးကို၎င်းယူဇနာပေါင်း4200စီချလျက်လူဘုံသာတုမာရေဘုံတာဝရိန္ဒဘုံယာမဘုံဒုတိတဘုံနေမနာရတိဘုံပရနိမိတာဝတဝတိဘုံဆိုသောကာမတုဂရေခုနဘုံသာတို့ဤတရားဘုံဌာနဟုဆိုသောဩဃာတလောကကြီးကို၎င်းယူဇနာပေါင်း9,580,000စီချလျက်တပြင်းနဲ့ဒီကြကုန်သောမြမပါရိသစ္စာဘုံမြမပုရောဟိတဘုံမာမြမဘုံဆိုသောပရမဇံသုံးဘုံပရိဒာဘုံမာနာဘုံအပဒရာဘုံဟုဆိုသောဒုတိယဇံသုံးဘုံပရိဒာသူဘာဘုံအပမနာသူဘာဘုံသူဘာဂိဏဘုံဆိုသောတတိယဇံသုံးဘုံဝိဟဘုံဘုံအတိညတဘုံအဝိဟာဘုံအာတပဘုံသုရတဘုံသုရတိဘုံအကနိဋ္ဌဘုံဆိုသောသုဒ္ဓဝါဒ5ဘုံအဖြစ်သရုဒ္ဓဇံ9ဘုံအာဂတနိသယရဏဘုံဝိညာနိသယရဏဘုံအာဂိစဉ္ညာယရဏဘုံနေဝတိညာနာတိညာယရဏဘုံဆိုသောအာရူပါလေးဘုံအဖြစ်မြမမင်းကြီးတို့၏ဖြစ်ရာတရားဖြစ်ရာတရားဘုံဒါနဥဆိုသောဩဃာတလောကကြီးကို၎င်းယူဇနာ1000ကျေသောတောင်ကျွန်းယူဇနာ8000ကျေသောမြောက်ကျွန်းယူဇနာ9000စီကျေသောအရှိကျွန်းအနောက်ကျွန်းကြီးနှင့်တကွာယူဇနာပေါင်း84,000နှပြန်ဆောင်သောမြင့်မိုးတောင်မင်းကြီးကို၎င်းမြင့်မိုးတောင်ကြီးအောက်ထဝစီစဉ်တိုင်းနေသောယုဂန်တို့တောင်ဤသတရာတောင်ကရဝီရတောင်သုဒတနာတောင်နိမိန္ဒရာတောင်ဝ
ဝိနာတကတောင်အတကနာတောင်ဟုဆိုသောတောင်စဉ်ခုနှစ်ထပ်တို့ကို၎င်းတောင်စဉ်ခုနှစ်ထပ်တို့၏အကြ၌တို့တောင်ကြီးတို့၏တဝစီစင်တိုင်းနေသောတိရာခုနှစ်တန်ကို၎င်းယုကံတို့တောင်နှင့်မြသွားလာ၍နေသောအတွင်ငါဗရမြပါကရွှေငွေသောရောင်တို့ဖြင့်တပြောင်ပြောင်ထွန်းလင်းတောက်ပါသောစန္ဒနတဤတရား49ယုဇနာရှိသောလာဘိမှန်ကြီးမမြန်လွန်သောလဲသွားလာခြင်းကို၎င်းလာဘိမှန်တတယုဇနာမြင့်သောကောင်းငင်ကြီးအတွင်၌အတွင်ငါရွှေပါကပဲတည်ပြီးသောသူရိယာနသာဤဖြစ်ရာတရားယုဇနာ50ရှိသောနေဘိမှန်ကြီးလာဘိမှန်တမြန်သောလဲသွားလာခြင်းကို၎င်းလာနေတို့၏လက်ဝဲလက်ရာ၌ယရဏခုနှစ်ပါးတို့ဖြင့်ပြီးသောခုနှစ်ယုဇနာ8ယုဇနာ10ယုဇနာ12ယုဇနာရှိသောထိုနတ်သားတို့၏ဖြစ်ရာတရားတရားနဂခောသောကျေဗိမှန်တို့၏လာနေတို့တမြန်သောလဲသွားလာခြင်းကို၎င်းအနောတတအိုင်တိဟာပပတအိုင်ရထဂရကအိုင်ကဏမုံဒအိုင်ကုနာလာအိုင်သဒန္တအိုင်ဟန္တာပပတအိုင်ဟုဆိုအပ်သောအိုင်ကြီးခုနှစ်အိုင်တို့ဖြင့်တန်စာဆင်းအပ်သည်ဖြစ်၍အပြင်ယုဇနာ900ကျဲယုဇနာ3000ရှိသောနေရုတောင်ကေလာသတောင်စိတ်တရာတောင်ဝေပုံလာတောင်ကန္နမရဏတောင်စာရှိသော8000 4000သောတောင်ထို့တို့ဖြင့်တင်းတဲ့ဒုလိမြရင်ဝေစာညိုပြဝမုံပန်းမျိုးစုံသည်ရိပ်မြုံသာတောင်ရှင်ပိစိကဗုဒ္ဓပေါင်းတို့၏ကေအောင်မွေလျောစံပြောတော်မူရာဖြစ်သောဣမဝန္တာတောင်ကြီးကို၎င်းယုဇနာပေါင်း2,400,000ရှိသောမြေတို့ကို၎င်းမြေကိုခံသော4,800,000ရှိသောရေထုကို၎င်းရေကိုခံသော9,600,000ရှိသောလေထုကို၎င်းလုံးပတ်15ယုဇနာခံမှာပင်စီယုဇနာတရားမြေကြီးမှညွန်ပြတိုင်အောင်ယုဇနာတရားအဝံယုဇနာ300စီရှိသောတောင်ကျွန်း၌တပြေပင်မြောက်ကျွန်း၌ပရိသာပင်အရှိကျွန်း၌ကုတ်ကိုပင်အနောက်ကျွန်း၌ထိန်ပင်အဒုရာပြည်၌သခောပင်ကလုံပြည်၌လက်ပံပင်ဒါဝရိနာပြည်၌ပင်လေကတဲ့ပင်ဟုဆိုအပ်သောတဲ့ပင်ကြီးခုနှစ်ပင်တို့၏ခြေခြေခဏဘုံလာနေနဂတို့၏လဲသွားလာဘုံကဘာဟုသူလူတို့နေတကွာမြေစီမြေလွှားစားသောအရသာမျိုးတို့၏အစဉ်စဉ်ကွဲပြောက်ပုံကိုအကုန်အစဉ်သိမြင်တော်မူတတ်ပါ၏ဖေယဧသုဇာတိခေအာနာခေဝိသယခေအတွင်၌ရှိသည်မြတ်တရလောကသင်္ခါရလောကဩကာသလောကကြီးတွေဟုဆိုအပ်သောလေးကျွန်းမြင့်မိုးသေးတာခုနှစ်တန်တောင်ရန်ကိုနှစ်လည်းရင်နေလာဟိမဝန္တာစัจ java လာတောင်ကြီးတွေနဲ့တကွာမြေတို့လေတို့၏ပြပုံဒီပုံဖောက်ပြန်ပျက်စီးပုံကိုအကုန်အစဉ်သိမြင်တော်မူသည်အဖြစ်ကြောင့်လေလောကဝိတုဟုသောအမိတော်ကျေးဇူးတော်ဂုဏ်တော်တို့ဖြင့်ထ
တင်ပေါ်ကျော်စောတော်မူပါ၏ဘုရား